ကဲဒီနေ့ကတော့ကုန်းပေါင်ကြီးကြော်ရရဖတ်ခဖောင်းရရပေါ့ကွာအစုံဆက်လိုက်တယ်အရွက်တွေနောက်မဟုတ်ရင်အသားတမ်းမအရွက်မထဲခလေးတွေဟိုတဲ့အတူစားစားမှာအမေသားဒါအမေသားစစကြီးအမေသားကဖောင်းလုံးလို့အမတို့ရတယ်လည်းများကလုံးရောနော်လိုက်တယ်ပေါ့ကွာအဲ့ဒါတော့ကိုရဖတ်ခဖောင်းကြော်ပေါ့ကွာကောက်ပေါက်ကြီးကြော်ကောက်ပေါက်ကြီးကြော်နာမည်တွေလည်းမားကုန်ပြီကုန်းပေါင်ကြီးကြော်ဝိုင်းရန်ကုန်ဒီမဟုတ်လို့ကိုပဲပြောမသားအေးခဏနေပါအော်ထမင်းစားအောင်မယ်နော်ကဲနင်ဆိုလည်းမပါဘူးဆိုလည်းမထက်တာနင်ဟိုညီမလေးကိုစုဇုံပေးလိုက်လဲနဲ့ဆိုင်ပါထက်လိုက်นี่คนนี้ปรับละหินมีแทบละลูกหินมีแทบหินมีอ่ะดูหินแทบมันแน่ๆไปหินมีแทบนี่ညီမလေးထည့်ပြီအေးလေဟင်းမြခဟင်းမြအေးပဲဒါတော့မမိုးမနဲ့ကြရပူလို့ပဲဖေးမမင်းဘူးအကွာကျန်သမင်းမှုဟင်းမှုမွေးနေတာပဲတော်မွေးတဲ့ဖကဖာဟင်းများစားတော့စုဟင်းရတော့အများကြီးပဲချက်ထားတယ်ဘာမှဒီထက်မျိုးကိုကြားရတယ်အရာဝါชื่อก็ดีนะติดไว้ชัดเจนมากไม่ลวกไม่แกงลูกค้าเลยမစိုးရွယ်ထမင်းစားကြပြီပေါ့နော်ပြီးတော့လှုပ်သွားကြပါပေါ့ဟင်းမြန်တော့ဟင်းရကြံမယ်နော်ဟင်းရအဲ့ဒါထမင်းနည်းနည်းတော့ဟင်းကြံအောင်မယ်သူတို့တွေလှုပ်သွားဟင်းရတပကင်းကြံမယ်ကလေးကငိုတစ်ဖက်ကွယ်မိုးလေးလိုက်ပလူပြန်လာပါအေးမမို့ပြချီတော့မှပြီးတော့မှကဲဗီဒီယိုရိုက်ဟိုနေဟင်းခမင်းခမေးတဲ့စင်ဟင်းမခပါမေးတဲ့စင်အဝေးချမ်းရကြောင်းရလက်တောင်နေတော့အဝေးအောင်မတောင်နေရဟင်းမခဒီမှာနေတို့ထမင်းပဲစားနေတယ်အဲကြောင့်နေတို့တယောက်ဟိုနေလောက်စီးတယ်စင်လောက်စီးတယ်ပေါ့သမီးလည်းကိုကြားရဟိုတော့ဆိုဟင်းမထဲနေတော့ပေါ့အဲ့ဒါကိုကြားစေသက်သာတယ်ပေါ့ကွယ်ထမင်းမချိုင်ဟင်းနဲ့တူတာပေါ့မွာနော်အေးလေဟင်းတော့များလာနေတို့အလားထားကြည့်ညံ့ကြိုင်နောက်နန့်ကြီးနောက်ကို copy လိုက်ရမယ်အေးဟင်းအများကြီးပဲအဲ့ဒါဟင်းအများကြီးစားအစီနဲ့ထက်အစီမထဲတော့အပေါ်ဟာပဲခတ်ပေါ့ကိုအုံတော့နဲ့သုံးလိုက်ပေါ့ကွယ်ကိုချက်ပေးပြီးရငါထမင်းကတော့မှစားကြပြီးဒီလောက်ပါပဲကွယ်ဒီလောက်ပါပဲနည်းနည်းစကားတွေပါတယ်မပြောတော့လားလို့ကွယ်လိုင်းဘွားတငယ်ချင်းတွေအားလုံးပဲသမင်းစောစီစားကြပါပြီရှင်လိုင်းဘွားတငယ်ချင်းတွေအားလုံးပဲကျမ်းမှချမ်းသာကြပါစေကွယ်လူရင်းစကားတလို့ပါတာပြည့်စုံကြပါစေရှင်